ရှေးခါကဗာရာဏသီပြည်မှာဗျမဒမင်းကြီးစိုးစံစင်ဖယားလောင်းဟာပုံနာမျိုး၌ထက်တယ်အရွယ်ရောက်တော့အမျိုးနွယ်တူအမျိုးသမီးတစ်ယောက်နဲ့ထိမ်းများလက်ထပ်တယ်သမီး၃ယောက်ဖွားမြင်ခဲ့ရာနန္ဒာနန္ဒာဝရီတုံဒရိနန္ဒာလို့အမည်ပေးခဲ့တယ်အဲ့ဒီပုံနာကွယ်လုံးတော့ရွှေဟင်သာမျိုးမှာဖြစ်ခဲ့ပါတယ်ရွှေဟင်သာကဘဝဟောင်းကိုပြန်ပြောင်းသိတဲ့ဇာတိတရဉာဏ်ရထားတော့အတိတ်ဘဝကဇနီးမယားနဲ့သမီးတွေအကြောင်းကိုသိခဲ့တယ်တန်ရုံးစဉ်တရားနဲ့လေ့လာလိုက်တော့သူတစ်ပါးအိမ်မှာလက်ကစားလုပ်ရင်ဆင်းရဲပင်မစွာရှာစားနေရတာတွေးပြီးစိတ်မကောင်းဖြစ်သွားတယ်ရွှေဟင်သာကဇနီးဟောင်းနဲ့သမီးတွေစီပြန်သွားပြီးအကျိုးအကြောင်းပြောပြတယ်သူတို့ဖခင်ဟင်သာဖြစ်နေမှန်သိတော့စိတ်မကောင်းဖြစ်ရတယ်ဟင်သာကသူ့ကိုယ်မှာရှိတဲ့အတောင်ကိုတယောက်တစ်ချောင်းစီဖြုတ်ယူဒါကိုရောင်းချစားတော့ကြလို့ပေးတယ်ဇနီးဟောင်းနဲ့သမီးတွေစီးပွားရေးအစဉ်ပြေသွားတော့ပြို့ရွှင်ကြတာပေါ့ဟင်သာကြီးကလည်းမကြာခဏလာပြီးအတောင်တွေပေးလေရှိပါတယ်ရွှေတောင်တွေရလို့စီးပွားရေးအစဉ်ပြေလာတဲ့ဇနီးဟောင်းကရတာနဲ့မတင်းတိမ်ပဲလောဘတက်လာတယ်ဒါနဲ့သမီးတွေကိုခေါ်ပြီးသမီးတို့ဖခင်ကတရင်းဆန်ဖြစ်နေတော့လာချင်းလာမယ်မလာချင်းမလာဘူးစိတ်မချဘူးဒီတော့ဒီတစ်ခါလာရင်အတောင်တွေအကုန်နှုတ်ကြလို့တိုက်တွန်းတယ်သမီးတွေကဒီလိုမလွတ်ပင့်ကြောင်းဖခင်ကြီးနာချင်းပဲဒါပေမဲ့သူတို့မိခင်ကရွှေဟင်သားကြီးလာချိန်မှာဖမ်းဆီးပြီးအတောင်တွေအကုန်နှုတ်ယူလိုက်တယ်ဟင်သားမင်းကမပေးပဲနှုတ်ယူလိုက်တဲ့အတောင်တွေကရွှေတောင်မဟုတ်တော့ပဲဗျိုင်းတောင်ကြီးဖြစ်သွားတယ်ရွှေဟင်သားလည်းအတောင်မရှိတော့ဘယ်မှပြန်မသွားနိုင်တော့ဘူးဇနီးဟောင်းကဟင်သာအီးကိုချင်းတောင်းတစ်ခုထဲမှာထည့်မွေးထားတယ်နောက်ထပ်ရွှေအတောင်တွေပေါက်လာလိမ့်မယ်လို့ထင်ပေမဲ့ထွက်လာသမျှအတောင်တွေကအဖြူရောင်ကြီးပဲအတောင်စုံတော့ဟင်သာကြီးကနေရက်ကိုပြန်သွားပါတယ်အလိုကြီးတော့အရနီးဆိုသလိုဖြစ်ရတာပဲပေးသမျှနဲ့ရောင်ရင်းရင်ဒီအဖြစ်မျိုးမကြုံတွေ့နိုင်ဘူးဒါကြောင့်ရောင်ရဲဖို့မင်္ဂလာတရားမှာထဲ့ဟောခဲ့တာပေါ့ကွယ်ဘုံကင်းလေးကဒါပါပဲကျေးဇူးတင်ပါတယ်